အိုမီယာကွန်ရဲ့ယာဒီဥတုကတော့အရာအလုံးအေးခဲပြစ်နိုင်ပါတယ်ကမ္ဘာအေးဆုံးရွာအိုမီယာကွန်ဒီနေရာကရုရှားနိုင်ငံစိုက်ဘေးရီးယားဒေသကအိုမီယာကွန်ဆိုတဲ့ရွာလေးပါဒီနေရာကကမ္ဘာပေါ်မှာလူတွေအများအားနေထိုင်တဲ့နေရာတွေထဲမှာအေးဆုံးနေရာဖြစ်မှတ်တမ်းဝင်ထားပါတယ်သူ့ကိုပိုးတော့ကိုဆိုပြီးခေါ်ဆိုကြပါတယ်အိုမီယာကွန်မှာစောင်းရည်ပြင်းပြပူချိန်ကအနှုတ်50ဒီဂရီဆယ်စီယပ်ပတ်ဝန်းကျင်မှာရှိနေပါတယ်1924ခုနှစ်မှာဆိုရင်စံချိန်တင်အပူချိန်ကအနှုတ်81.1ဒီဂရီဆယ်စီယပ်ထိရှိခဲ့ပူပါတယ်အဲ့ဒီချိန်မှာဆိုရင်တော့တင်းရဲ့နှာခေါင်းကရှူထုတ်လိုက်တဲ့လေတောင်ရေခဲမှုန်တွေဖြစ်ပြောင်းလဲသွားမှာပါဒီလိုအေးခဲမှုကြောင့်အရာအလုံးဒီဘကခဲနေပါတယ်တင်ခောက်ဆွဲပြုတ်စားမလားမစားရတဲ့ခင်မှာပဲဒါဟာအေးခဲသွားပါလိမ့်မယ်ဘုံပိုက်ခေါင်းရေတွေတုံးမလားတုံးနေတော့မှပဲအေးခဲသွားပါလိမ့်မယ်ကားတွေကိုစက်မရက်ပဲတစ်ချိန်လုံးမောင်းထားရပါတယ်မဟုတ်ရင်စက်တည်သွားပါလိမ့်မယ်မြေကြီးကအများနဲ့အေးခဲနေတာဖြစ်လို့အိမ်တွင်းရေပိုက်စနစ်တွေတောင်အလုံးမလုံးနိုင်ပါဘူးပုံမှန်နေတယ်လို့အပြင်မှာဒါမိနစ်အနည်းငယ်ကြာနေလိုက်မယ်ဆိုရင်မျက်တောင်မွေးတွေနှာခမ်းမွေးတွေကရေခဲတွေလိုဖွေးသွားတာကိုတင်မြင်ရပါလိမ့်မယ်ဒီလိုရက်ဆက်ကြမ်းတဲ့အေးတံကိုခံပြီးရှင်းတန်နေတိုင်းကြတဲ့ဒေတာကန်900လောက်ရှိပါတယ်သူတို့ရဲ့ရှင်းတန်နိုင်စွမ်းကတော့တကယ်ကိုအမခမ်းပါပဲဒါကတော့ကမ္ဘာအေးဆုံးရွာဖြစ်တဲ့အိုမီယာကွန်အကြောင်းပါတင်းအနေနဲ့ဒီလောက်ထိအေးတဲ့အိုမီယာကွန်မှာတွားရောက်ပြီးနေထိုင်ကြမှာလားကွန်မန့်မှာရေးပေးတော့ပါဦး